အခုပဲ Sun Help ကြည့်ပြီးရဲ့ဒီ Sun Help အကြောင်းကရုပ်ရှင်ကြည့်ပြီးရတဲ့ချင်းမဲ့ဗီဒီယိုရိုက်ပြီးတော့ပြောရတဲ့အထိဖြစ်သွားတယ်။ Sun Help က horror director ကြီး Sam Raimi ရဲ့နောက်ဆုံးထွက်ထားရုပ်ရှင်ဖြစ်တယ်။ Darren O'Brien နဲ့ Rachel McAdams ကအပြိုင်ချဲထား။ Sam Raimi ဆွဲယူထားတဲ့ storyline ကကျွန်တော်တို့မြင်ဘူးနေကြ survivor thriller storyline တွေနဲ့ခေါင်းရွှဲတဲ့ပုံစံတွေကွဲထောင်ရိုက်ပြထားတာတခုချီးကျူးစရာကောင်းတယ်။ storyline တော့ရှင်းတယ်ဒီအသက်တက်လာတဲ့လူကွာစာ CEO နဲ့အလုံးမှာ9နှစ်လောက်လုပ်နေပြီးတော့ဒီ strategy and planning ကနေ accounting တွေကနေလုပ်နေတဲ့ဝန်ထမ်းကြားက beef ကွာအဲ့တော့သူတို့လူမရှိတဲ့နေရာမှာတင်မလင်းပြက်ပြီးနောက်ပိုင်းဒီ Darren O'Brien က Rachel McAdams ရဲ့အောက်မှာပြုသမျှနှုတ်ရတဲ့အခြေအနေကိုရိုက်ပြထားတာဆိုတော့ကျွန်းပေါ်မှာလည်းအခြားသူကမရှိပေမဲ့လည်းဒီရှိရဲ့နှစ်ယောက်ကလည်းတဲ့မနေပြန်ဘူးဒီကောက်ကို digital ထောက်ပို့ဆောင်နေရကြပြီဆိုတော့ကြည့်ရကြိုးနဲ့တဲ့ entertain ဖြစ်တယ်အရင်ဆုံးဒီချီကျွတ်မှာကသူတို့ဒီ casting တွေရောက် Darren O'Brien နဲ့ Rachel McAdams ကပြောရင်အသက်ကကွာတယ်ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ dynamics ကအပြိုင်ဖြစ်တယ်နောက်ပြီးရင်သူတို့နှစ်ယောက်ရဲ့character storyline background ကလည်းပြောရင်သူဟာနဲ့သူက strong ဖြစ်တယ်ကွာအရင်ဆုံးRachel McAdams ကြောင့်ပြောရမယ်ဆိုရင်သူကပြောရင်တက်ကြီးပိုင်းတယောက်ဆောင်လေးကိုဝင်သွားပြီဒါပေမဲ့သူ့ရဲ့တယောက်ဆောင်ဆိုင်ရကပို့ပြီးတော့တက်ကြီးလာမှာပို့ပြီးလောက်ွက်ရတဲ့ပုံစံမျိုးမြင်ရတယ်အရင် romance တွေdrama တွေတဲ့အခုလိုမျိုးသူ့မတူတဲ့ဒီ survivor thriller နေရာမှာ room မြင်ရတာ fresh ဖြစ်တယ်ဆိုတော့ဇလန်အဆုံးကိုကျွန်တော်တို့ဘယ်လိုမျိုးကျွန်းပြက်ကြီးပေါ်ရောက်သွားတဲ့survivor ကားတွေကြည့်ဖို့နေကြဆိုရင်တမယိုးကြလို့ခေါ်မလဲ ending တစ်ခုလာကောင်းလာလိမ့်မယ်လို့ထင်ကောင်းထင်ရလိမ့်မယ်ပေါ့နော်ကိုယ့်အနေနဲ့ expectation ရိုင်းမထားလို့လဲသူ့ရဲ့နောက်ဆုံး and twist နဲ့ ending က surprising ဖြစ်ကြလို့လဲထင်သွားဆိုတော့တကယ်တမ်းဒီ twist တစ်ခုထည့်ထားလိုက်တာလဲဒီရုပ်ရှင်တွေအများကြီးပို့ပြီးတော့အားသာချက်တစ်ခုဖြစ်သွားတယ် spoiler လုံးဝမမိထားဘူး trailer တစ်ခုလောက်ပဲကြည့်ထားကိုကဒီ twist ကို reveal လုပ်လိုက်တဲ့အချိန်မှာပါဇက်ဟောင်းတာဖြစ်သွားကွာတော်တော်လေးမိုက်တဲ့ twist ပြီးတော့Rachel McAdams ရဲ့ character ကအဲ့ဒီမှာအများကြီးပို့ပြီးတော့ခုန်တက်သွားတာပြောရရင်ဒီကားက female character ကိုတော်တော်လေးမိုက်အောင်ရေးထားနိုင်တဲ့ကားဖြစ်တယ်ရိုးရှင်းနေတဲ့ဇာတ်လမ်းဖြစ်ပေမဲ့လည်းဒီတရုတ်ဆောင်တွေရဲ့ပြောရရင် motive နဲ့သူတို့ရဲ့ဘယ်လောက်ထိကိုလိုချင်တဲ့အရာကိုရဖို့လုပ်နိုင်တယ်လဲဆိုတော့ဟာကို presentation နဲ့သူတို့ရဲ့ character ရဲ့ပြောရရင် weight နဲ့အများကြီးပိုကောင်းအောင်လုပ်သွားနိုင်တယ်ပေါ့နော်ရိုးရှင်းတဲ့ဇာတ်လမ်းမှာဒီ Rachel McAdams ရဲ့ character ကို complex ဖြစ်အောင်လုပ်သွားတာကသူ့ရဲ့ရုပ်ရှင်ထဲမှာမပါတဲ့သူရဲ့ဒီဇက်လက်အလယ်လောက်မှာဖွင့်ပြလာသူရဲ့storyline mode background တခုကပို့ပြီးတော့သူ့ရဲ့ character ကိုအဲ့လိုရှုပ်ထွေးသွားပြီးတော့မရခက်တဲ့သူတယောက်အနေနဲ့လှုပ်ပြထားနေတယ်ပေါ့အခုအားနေသွားတဲ့တနေရာကကိုယ့်အတွက်ရန်ပုံဝင်မကြတဲ့တခုက survivor technique တွေကိုခုံမင်းတဲ့သူတယောက်ဖြစ်တယ်ဆိုတာကိုမမရရစိန်းတစ်ခုနဲ့ပဲပြပါတယ်ပထမတစ်ခုကသူကဆက်စကလောက်ပဲကြာမယ်ဒီ survivor show တစ်ခုလာတော့ TV မှာသူကြည့်ပြီးတော့ကြောက်တယ်စကားပြောပြီးတော့ကြိုက်ကြည့်နေတဲ့ဟာနဲ့ပြီးရင်သူကိုယ်တိုင် edit လုပ်ထားတဲ့သူရဲ့ vlog survivor vlog လေးကို edit လုပ်ပြီးတော့သူများသူ့ဝိုင်းရည်နေတဲ့ဟာအဲ့နှစ်ခုပဲသူကဒီလိုမျိုးတကယ်ကျွန်းပေါ်ရောက်သွားတဲ့အချိန် survive လုပ်ပြတာမပြခင်သူ့ရဲ့ character information အဲ့လိုလိုပဲပြထားလိုက်တယ်ပေါ့နော်နောက်တစ်ခုက ending အပိုင်းပေါ့ending ကိုတော့အတော်များများသဘောကျကြမှာကြားလိုက်မယ်။ဘာလို့ဆိုကိုထင်တယ်လို့မဖြစ်လာတဲ့ ending ကဒီလိုပြောလို့ဒီ ending ကမှန်လို့ရသွားပြီဆိုတဲ့ပုံစံမျိုးလဲယူဆနေပေါ့နော်မကြည့်ရတဲ့ဆိုရှင်ဆိုရင်ပြီးတော့ဒီတချို့ပိုင်းတွေမှာ CGI မတိတ်တက်တာတော့ရှိတယ်ပြီးတော့မလိုအပ်ပဲနဲ့ဒီ scene တစ်ခုမှာ dream sequence တစ်ခုထည့်ထားလဲတွေ့တယ်ပြီးတော့အဲ့ dream sequence ကလည်းငါက horror director ပါဆိုတာကြီးကိုတင်တာလည်းတမင်တက်ကြီး jump scare တစ်ခုနဲ့ဖျက်ချောက်တာပုံစံမျိုးဖြစ်တယ်တကယ်တမ်းပြောရရင်ဒီ dream sequence တစ်ခုက
ဒီ character တယောက်အတွက်နော်မလိုဘူးလို့ထင်ရတယ်တက်တက်ကြီးဖြုတ်ခဲ့အောင်ရတယ်ဘာလို့ဆိုတော့ဒီလိုမျိုး dream sequence နဲ့ပြီးနောက်ပိုင်းမှာဒီစက်ဝင်ခန်းကဆက်ဖြစ်လာမဲ့ဟို character dynamic ပေါ်မှာဘာမှလွှမ်းမိုးမနေဘူးဘာမှပြောင်းတက်ရောက်မှုမရှိတဲ့အတွက်ကြောင့်ဒါကအရေးမကြီးတဲ့စက်ဝင်ခန်းတစ်ခုတက်တက်ပြစ်ထည့်တယ်လို့ခံစားရတယ်နောက်ပြီးရင်ဒီကားကဘယ်သူလူကောင်းလဲဘယ်သူလူဆိုးလဲဆိုတာကိုအသက် art မရောက်ခင်ဒီကဘယ်သူကတကယ်လူဆိုးလဲဆိုတော့ပြောရတာအရင်ခက်တယ်ဆိုတော့ပြောရရင်ဒါက entertain လုံးလုံးဖြစ်တယ်ဟိုတေးကြီးတက်ကြပုတ်ကြတာမျိုးတေးတန်ရဲရဲနဲ့အပြန်ကျဲတာမျိုးမှာကြည့်နေတဲ့သူတွေဆိုရင်တော့ဒါကလိုချင် expectation တော့ရောက်ချင်မှရောက်နိုင်မယ်ဒါကြောင့်ဒီကောက်ကြည့်မယ်ဆိုရင် expectation အများကြီးမထားဘဲနဲ့ဇက်လန်ကိုလည်းမခန့်မှန်းမနဲ့ရုပ်ရှင်ရလာတဲ့ flow တိုင်းပဲကြည့်သွားလိုက်တာဆိုရင် satisfy ဖြစ်လိမ့်မယ်စိတ်ကြည်နမှုပေးလိုက်မယ်ဆိုတော့ကျွန်တော်တယောက်တည်းဆိုရင်အနေနဲ့ဆိုရင်တော့ဒီကားကို intro ပိုင်းမှာနည်းပြီးစက်လွယ်မြင်လောက်လိုက်ရတဲ့အပိုင်းတွေနဲ့ဇက်လန်အသိဉာဏ်မြန်တဲ့အပိုင်းတွေကိုအဖျားရှုတဲ့အပိုင်းကိုအားမရတော့ကြောင်းတော့70ပဲပေးမကြည့်ရတဲ့သူတွေရှိရင်လည်းကြည့်ဖို့ recommend လုပ်ပါတယ်အားလုံးနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော် see you